내일 시험인데 공부하지 않고 게임을 하면 안 돼. 우리 2명밖에 없으니까 여행 말고 영화만 보는 게 좋지 않을까요? 너무 급하게 나오느라 지갑을 두고 왔어요. 어떡하지요? 안녕하세요 여러분, Like Korean ရဲ့တရှယ်ဦးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ဆရာတို့အတန်ကူးတဲ့အခါမှာအတန်ပြောင်းသွားတဲ့ဟာလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်။အဲဥစ္စာကတော့ဟနဲ့ကူးတဲ့အခါမှာပြောင်းသွားတဲ့အတန်လေးပါ။အဲတော့ဆရာတို့ဟမှာဆိုလို့ရှိရင်ဒီကိုရီးယားပြည်အခရာတွေအားလုံးထဲမှာဟကအတန်အပြော့ဆုံးဖြစ်တယ်။အဲတော့အတန်အပြော့ဆုံးနေဆရာတို့ဒီဘက်ကအတန်ပြင်းနေဖြစ်တဲ့ဂါတို့ဂျာတို့ဘာတို့ဒီကောင်တွေနဲ့တွေ့တဲ့အခါမှာဆရာတို့အတန်လေးလိုက်ပြီးတော့ပျော့သွားတယ်ပေါ့နော်။တစ်ဖက်စလုံးဖတ်တဲ့အခါမှာဆရာတို့အတန်ပျော့တဲ့ဘက်ကိုပြောင်းသွားတယ်။ဆရာတို့ဂါနဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်ဂါရဲ့အတန်ပြောဖြစ်တဲ့ခအတန်လေးပြောင်းသွားတယ်။ဂျာနဲ့တွေ့တဲ့အခါမှာဆိုရင်ဂျာရဲ့အတန်ပြောဖြစ်တဲ့ချအတန်လေးပြောင်းသွားတယ်။ဘာနဲ့တွေ့တဲ့အခါမှာဘာရဲ့အတန်ပြောဖြစ်တဲ့ဖအတန်လေးပြောင်းသွားတယ်။ဒါဆိုရင်စောနာဆရာရှိမှဖတ်ခဲ့တဲ့စာကြောင်းတွေထဲမှာဘယ်နေရာလေးမှာအတန်ကူးပြီးတော့ပြောင်းသွားလဲဆိုတာကိုတစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်အောင်။ 내일 시험인데 공부하지 않고 게임을 하면 안 돼. 내일 시험인데 공부하지 않고 게임을 하면 안 돼. 우리 2명밖에 없으니까 여행 말고 영화만 보는 게 좋지 않을까요? 우리 2명밖에 없으니까 여행 말고 영화만 보는 게 좋지 않을까요? 너무 급하게 나오느라 지갑을 두고 왔어요. 어떡하지요? 너무 급하게 나오느라 지갑을 두고 왔어요. 어떡하지요? ကဲဒါဆိုလို့ရှိရင်နောက်ထပ်ကိုစာဖတ်တဲ့အခါမှာဟာနဲ့ဂါနဲ့ဟာနဲ့ဂျာနဲ့ဟာနဲ့ဘာနဲ့တွေ့တဲ့အခါမျိုးမှာဒီလိုအတန်လေးပြောင်းလာအောင်ကိုလိုက်ပြီးတော့လေ့ကျင့်ကြည့်မယ်ဆိုရင်တကယ်ကိုရီးယားလူမျိုးတွေပြောတဲ့အတိုင်းအတန်တွေပြီးပြင်သွားပါလိမ့်မယ်နော်။ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာစာပြန်တွေ့ကြပါမယ်။အားလုံးပဲအညောင်